ဆက်လက်ပြီးတော့တရေးစီဟာအင်ဇလီမောင်မောင်ရေးဆက်ထားတဲ့ဂျိုးကြတန်ဆိုတဲ့ချင်းနဲ့ပြောပြပါမယ်ကျေးဇူးတင်ပါတယ်